ဒါပေမဲ့ဆရာကြီးကိုဒုက္ခပင်လဲဝေစီမဲ့ဇတ်လန်ကတော့သူ့ရဲ့တပြည့်အရင်လေးခြုံဒါဇင်ကနေစတင်ခဲ့ပါနဲ့တရုတ်ဂျပန်စစ်ပွဲမှာတပြည့်ဖြစ်သူကကွန်မြူနစ်တပ်ထဲဝင်ပြီးယူပဘေယပညာနဲ့မိုင်းတွေရေဒီယိုတွေကိုတီထွင်ပေးခဲ့ပါနဲ့ဆရာကြီးကလည်းတိတ်တဆိတ်ထောက်ပံ့ပေးခဲ့ပါနဲ့အဖြစ်ဆိုးကတော့1939ခုနှစ်ပါတီတွင်သူလျိုရှင်းလင်းရေးမှာတပြည့်ဖြစ်သူခြုံဟာမတရားဆွဆွဲခံရပြီးသူ့ရဲ့ရဲဘော်တွေလက်နဲ့ပဲရဲရဆက်ဆက်ကွတ်ညက်ခံလိုက်ရတာပါပဲဒီအမှုဟာနောင်တစ်ချိန်မှာဆရာကြီးရဲ့ဘဝကိုဖျက်ဆီးမယ်ကြော်ကွင်းဖြစ်လာခဲ့ပါတယ်1966ခုနှစ်ယဉ်ကျေးမှုတော်လှန်ရေးကာလမှာတော့နိုင်ငံရေးအစွန်းရောက်တွေဟာပညာတတ်တွေကိုရန်သူလိုတတ်မှတ်လာကြပါတယ်အတိတ်ကရှင်းရတလီယိုအမှုကိုအကြောင်းပြပြီးအသက်90နီးပါးရှိပြီးဖြစ်တဲ့ဆရာကြီးကိုတလီယိုခေါင်းဆောင်ဆိုပြီးမတရားဖမ်းဆီးပါတော့တယ်ထောင်ထဲမှာရိုက်နှက်နှွေဆက်ခံရမှုတွေကြောင့်ဆရာကြီးဟာစိတ်ဖောက်ပြန်တဲ့အထီးဖြစ်သွားခဲ့ပါတယ်1969ခုနှစ်မှာထောင်သားလွတ်လာပေမဲ့သူ့မှာဘာမှမကြံတော့ပါဘူးအိမ်လည်းမရှိပိုင်ဆိုင်မှုလည်းမရှိလစာလည်းမရှိခါကုန်းကုန်းခြေထောက်တွေဖောရောင်ပြီးဖနှက်စုပ်တွေနဲ့ဘေးချင်းလမ်းမတွေပေါ်မှာတကိုယ်တည်းပိတ်ဆန်လိုက်တောင်းရတဲ့လမ်းဘေးဖုံးတောင်းရာစကားဘဝကိုရောက်ခဲ့ရပါတယ်ဒီနေ့မှာတော့အနုမြူပုံစီမံကိန်းကိုဦးဆောင်နေတဲ့သူ့ရဲ့တပည့်ရင်ချန်ဆန်ချန်ကလမ်းပေါ်မှာဒုက္ခရောက်နေတဲ့ဆရာကြီးကိုတွေ့ပြီးဝမ်းသာအားရပြေးနှုတ်ဆက်ပါတယ်အဲ့ဒီအချိန်မှာဆရာကြီးရဲချီစွန်းကတပည့်ထီသူကိုအတင်းတွန်းထုတ်ပြီးတိုးတိုးလေးပြောလိုက်ပါတယ်ငါအနာကိုမလာနဲ့ငါလိုအပဲခန့်နဲ့လာပတ်တဲ့ရင်မင်းအသက်အန္တရာယ်ရှိမယ်မင်းလုပ်နေတဲ့အလုပ်တွေကနိုင်ငံအတွက်အရန်အရေးကြီးတယ်တကူ1990ခုနှစ်မှာတော့ဒီပညာရှင်ကြီးဟာဘသူ့ကိုမှမငင်းညူပဲကြွေလွင့်သွားခဲ့ပါတယ်သူသေဆုံးပြီး9နှစ်အကြာမှသာသူဟာအပြစ်မရှိသူဖြစ်ကြောင်းအစိုးရကတရားဝင်ဝန်ခံခဲ့ပါတယ်နိုင်ငံတနိုင်ငံကိုကယ်တင်မဲ့မျိုးဆက်တွေကိုမွေးထုတ်ပေးခဲ့ပေမဲ့နိုင်ငံရေးအဆုံးရောက်မှုတွေကြားမှာလမ်းဘေးဖုံးတောင်းရာစကားအဖြစ်ဘဝကိုအဆုံးသတ်ခဲ့ရတဲ့ရဲချီဆုံးရဇလန်ဟာတမိုင်းမှာဖျောက်ခက်လို့မရတဲ့အမာရွတ်တစ်ခုအဖြစ်ကြံရစ်နေစေထူပါတယ်